အင်တာဗျူးလုပ်တဲ့အခါမှာပထမဆုံးအကြိမ်အင်တာဗျူးကအရေးကြီးဆုံးဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြသွားချင်ပါတယ်။ကုမ္ပဏီပေါ်မူတည်ပြီးတော့ရွေးချယ်မှုနည်းလမ်းတွေကမတူညီနိုင်ပါဘူး။အများစုသောကုမ္ပဏီတွေကတော့စာရေးစာတမ်းရွေးချယ်မှုကနေစပြီးတော့နောက်ထပ်အင်တာဗျူးပေါင်းများစွာကိုပြုလုပ်ကြပါတယ်။လျှောက်ထားသူတွေဘက်ကထင်တာကတော့ပထမကြိမ်အင်တာဗျူးတဲ့ဒုတိယအကြိမ်တတိယကြိမ်အင်တာဗျူးတွေကပုံမခက်ခဲတယ်လို့ထင်တတ်ကြပါတယ်။တကယ်ကတော့ပြောင်းပြန်ပဲဖြစ်ပါတယ်။နောက်ဆုံးချိန်လုပ်တဲ့အင်တာဗျူးကအလွယ်ဆုံးဖြစ်ပြီးပထမဆုံးအချိန်အင်တာဗျူးကအခက်အခဲဆုံးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ခံထားတဲ့လူတွေဘက်ကစိတ်နေသဘောထားအရဆိုရင်ဒုတိယချိန်အင်တာဗျူးဆိုတာပထမအချိန်အင်တာဗျူးအောင်မြင်တဲ့သူတွေကိုဗျူးတာဖြစ်ပြီးတော့နောက်ဆုံးချိန်အင်တာဗျူးဆိုတာကတော့ပထမနဲ့ဒုတိယချိန်အင်တာဗျူးအောင်တဲ့လူတွေကိုဗျူးတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချရမှုကိုတိစောက်ထားပြီးဖြစ်လို့ဖြစ်ပါတယ်။ပထမဆုံးအကြိမ်အင်တာဗျူးကိုလုပ်တဲ့သူတွေကတာမန်ဝန်ထမ်းပဲဖြစ်တဲ့အတွက်အင်တာဗျူးအောင်နိုင်ခြေပိုများပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မင်းရွေးချယ်ထားတဲ့ဒီလူကတော့တကယ်ကိုတော်တဲ့လူပါပဲလို့ချီးမွမ်းခံနေကြပါတယ်။တစ်ဖက်မှာလည်းဒီလိုလျှောက်ထားသူကိုဘာကြောင့်အောင်ပေးလိုက်တာဆိုတော့အမြင်မျိုးကိုအထင်မခံကျင်ကြပါဘူး။ဒါကြောင့်ပထမဆုံးချိန်အင်တာဗျူးတဲ့လူတွေကစစ်စစ်ဆက်ဆက်နဲ့ပြင်းပြင်းထန်ထန်မေးမြန်းကြတာဖြစ်ပါတယ်။